Jessica Healing Space ကနေပြီးတော့ကြိုဆိုပါရရှင်အဲ့တော့ဒီနေ့ဒါ Jessie ဒီ channel လေးရဲ့ပထမဆုံး reading ပေါ့နော် Jessie ဒီနေ့တော့ next ဆိုတဲ့ဒီ reading ကိုကြည့်ပေးမယ်ပေါ့နော်သင်လောလောဆယ်မှာ X ကိုမမေ့သေးတဲ့လူဒါမှမဟုတ်X ကိုမေ့တာတော့မေ့သွားပြီဒါပေမဲ့ X ကနေပြီးတော့ပြန်လာဖို့ပြောနေတာကိုစဉ်းစားနေတဲ့လူတို့နောက်တစ်ယောက်ကိုတွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေပေါ့နော် X ကို move on သင်လားဒါမှမဟုတ်ရင်နောက်တစ်ယောက်နဲ့ပဲနောက်တစ်ယောက်ကိုဆက်မတွဲဘဲနဲ့ X ကိုပဲစောင့်သင်လားဆိုတာကိုကြည့်ချင်တဲ့လူတွေအတွက်ဒီဗီဒီယိုလေးက energy ကိုက်မယ်လို့ပြောနေပါတယ်ရှင်အဲ့တော့အရင်ဆုံး Jessie ပြောချင်တာတစ်ခုက Jessie ဒီ channel ကပေါ့နော် Jessica Healing Space ဆိုတဲ့ name အတိုင်းပဲဒီနာမည်အတိုင်းပဲ Jessie reading တွေအားလုံးမှာဒီထွက်လာတဲ့ဒီကတ်တွေကနေပြောပြပေးသွားတဲ့ outcome အပြင်ကိုမှ healing ဖြစ်အောင်လို့ဘယ်လိုနေရမလဲဆိုတော့ advice လေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုပါထည့်ပြီးတော့ကြည့်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဟုတ်ပြီအရင်ဆုံး X on X တဲ့ရဲ့ X တဲ့အရင်လူဒါမှမဟုတ်ရင်နောက်လူပေါ့နော်လက်ရှိမှာကိုက2ယောက်စလုံးနဲ့စကားပြောနေတာပဲဖြစ်ပါစေ2ယောက်ဘယ်သူမှလည်းမရှိသေးဘူးကိုတယောက်တည်းပဲနေနေတယ်ဒါပေမဲ့လည်း SC ကိုပြန်သွားတယ်လားမသွားတဲ့တွေးနေတယ်ဆိုပါစို့အဲ့တော့အဲ့ဒီလိုမျိုးတွေးနေတယ်ဆိုရင်ဒီ reading လေးကိုကြည့်ပြီးတော့ဘာလုပ်သင့်လဲဆိုတာကိုအမှန်ကန်ကန်ဆုံးဖြတ်နိုင်ပါစေလို့ဆုတောင်းပေးပါရရှင်အဲ့တော့ဟုတ်ပြီတဲ့ X ရဲ့ energy ကိုအရင်ဆုံးကြည့်မယ်ပေါ့နော်X ရဲ့ current energy ကိုကြည့်မယ်တင်ရဲ့ X ရဲ့ current energy ကိုကြည့်မယ်ပေါ့နော်ဒါမဲ့အဲ့တော့နောက်တစ်ခါထပ်ကြည့်မယ် Seven of Wands အဲ့တော့သူ့ရဲ့လက်ရှိ energy ကတော့ သူကိုယ်သူလေပို့ပြီးတော့ focus လုပ်နေတယ်လို့မြင်ရတယ်သူကိုယ်သူပို့ပြီး focus လုပ်နေတယ်ဆိုတာတဲ့အကြောင်းကိုတွေးချင်တဲ့အချိန်တွေးတယ်လုံးဝကြီးမတွေးမိတာတော့လည်းမဟုတ်ဘူးဒါပေမဲ့လည်းသူကိုယ်သူပဲသူပို့တွေးတယ်အဲ့ဒီလို energy မျိုးမြင်ရတယ်ပေါ့နော်သူ့ဘဝမှာ तू ကပို့ပြီးတော့အရေးကြီးတယ်ဆိုတော့အဲ့ဒီလိုမျိုးကြီး तू တွေးပြီးတော့သူကိုယ်သူပို့ပြီးတော့ focus လုပ်ထားတယ်သူကိုယ်သူပဲတွေးတယ်တခြားလူကိုမတွေးဘူးအဲ့ဒီလို energy မျိုးမြင်ရတယ်ပေါ့နော်အဲ့တော့နောက်တော့ဒီ Seven of Wands ရဲ့ energy အရာလဲတဲ့တစ်ဖက်လူကfire sign ဖြစ်မယ်လို့ထင်တယ် fire sign ဒါသူ့ရဲ့ sun sign ဒါမှမဟုတ်လဲ moon sign sun moon rising တခုခုကပေါ့နော် fire sign လို့မြင်တယ်အဲ့တော့သူ့ကိုယ်သူပဲလုံးဝကြီး focus ထားတယ်သူ့ရဲ့ passion တွေသူ့ရဲ့ life path တွေကိုပဲသူဂရုစိုက်နေတယ်တခြားဟာကိုတိတ်မတွေးဘူးပေါ့နော်အဲ့ဒီလို energy မျိုးမြင်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီတည့်ရဲ့ energy ကိုပါအရင်ကြည့်ပြီးမယ်တည့်ရဲ့ energy က okay Wheel of Fortune ဟုတ်ပြီနောက်တစ်ခါထပ်ဆွဲမယ်two of Swords အဲ့တော့တည့်ရဲ့ energy ကလည်းလေဘယ်လိုပြောရမလဲဆုံးဖြတ်ချက်ချစရာတွေရှိနေတယ်လားအခုလောလောဆယ်မှာဆုံးဖြတ်ချက်ချစရာတွေရှိနေလားဆိုတာကအကြောင်းအရာတစ်ခုခုကိုပေါ့နော်ကိုကဆုံးဖြတ်မှာဆိုတာဒီအလုပ်အကင်ကိုပဲဖြစ်စေနောက်တော့ဘယ်လိုပြောမလဲဒီအခြေအမှပဲဖြစ်စေဆုံးဖြတ်ချက်ချစရာတစ်ခုခုရှိနေတယ်လို့မြင်တယ်အဲ့တော့လေပြောချင်တာကတည့်ရဲ့ energy ကbutterfly effect လို့ပဲသိလား butterfly effect ဆိုတာကဒီကိုကကိစ္စသေးသေးလေးကိုဒီမှာဒီတစ်ချိန်မှာပေါ့နော်ကိစ္စသေးသေးလေးကိုလုံးလိုက်တာနောက်တစ်ချိန်မှာအကြီးပြောင်းလဲသွားတဲ့အားမျိုးကိုပြောတာအဲ့တော့ကံကြမ္မာကိုယုံကြည်ပါဒီ Wheel of Fortune ရဲ့ energy အရာဒီ life cycle ကြီးကလေပတ်နေတာ destiny ဆိုတာကလေတစ်ချိန်လုံးပြောင်းလဲနေတာနော်အဲ့တော့အရာအားလုံးကပြောင်းလဲနေတာကိုလည်းသင်ကိုယ်တိုင်လည်းမြင်တယ်နောက်တော့သင်မှာကလည်းရွေးချယ်စရာတွေရှိနေတယ်အဲ့တော့အဲ့ဒီရွေးချယ်စရာရှိတာကိုဘာရွေးရမှန်းလည်းမသိဘူးဆုံးဖြတ်ချက်လည်းမချနိုင်ဘူးအဲ့ဒီလိုတွေဖြစ်နေတယ်
အဲ့တော့အဲ့ဒီအတွေးကြီးကိုမေ့ပြီးတော့ဒီပြောင်းလဲနေတဲ့အရာတွေကိုပျော်ကြီးလက်ခံလိုက်ပါဟုတ်ပြီအဲ့တော့သင် x နဲ့ပြန်တွဲတဲ့လား x ကိုပြန်သွားတဲ့လားဆိုတာကိုကြည့်မယ်တူချာနော်ဒီမှာ the lover get ကြတယ်ပြန်သွားတဲ့လား the lover get ကြတော့ကျမဘယ်လိုပြောပြရမလဲအဲ့တော့ပြန်သွားတဲ့လားဆိုတော့နှစ်ယောက်ခြားထဲမှာကလေ connection ရှိတယ်ဒီလားနှစ်ယောက်ခြားထဲမှာက connection ရှိသေးတယ်အဲ့တော့နှလုံးသားကိုဦးစားပေးပြီးတော့သွားမယ်ဆိုရင်ပြန်သွားတဲ့နဲ့သူကလေအဲ့တော့ဟုတ်ပြီပြန်သွားရင်ရော तू ကအဲ့အပေါ်မှာကောင်းပြီးမှလားပြန်သွားရင်ရောတိတ်ကို तू ကအရင်ဆုံးချစ်ပြီးမှလားတိတ်ကိုအရင်ဆုံး view site ပြီးမှလားအရင်တော့ view site ဘူးဆိုရင်တော့အခု view site လာမှလားအဲ့တော့ two of coins နောက်တစ်နည်းအနေနဲ့ two of pentacle ပေါ့နော်အဲ့တော့အရင်တော့ကနှစ်ယောက်ခြားထဲမှာလေအစမပြေခဲ့တဲ့အရာတွေဒီအကယ်၍ပြန်သွားတဲ့အချိန်မှာတော့ flexible ဖြစ် तू ကလည်းနေပြီးမယ်နှစ်ယောက်ကအဲ့လိုမျိုးညှိနိုင်ပေါ့နော်ရှေ့ဆက်သွားလို့အဆင်ပြေမယ်ဆိုတော့ energy မျိုးကိုတော့မြင်ပါတယ်အဲ့တော့နှစ်ယောက်ခြားထဲမှာ balance ဒီပိုဖြစ်လာမယ်ပေါ့နော်တကယ်လို့ပြန်သွားတယ်ဆိုရင်အဲ့ဒီလိုမျိုးမြင်တယ်အရင်တော့ကနှစ်ယောက်ရဲ့ energy ကလေ balance မဖြစ်ဘူးသူ့ဘက်ကနေပဲဖြစ်စေသင်ဘက်ကနေပဲဖြစ်စေတယောက်ဘက်ကတအား Q စိုက်ပေးတယ်တယောက်ကလုံးဝ Q စိုက်ဘူးလုံးဝလက်ကွဲပြုတ်ထားတယ်အဲ့ဒီလို energy မျိုးဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါဆိုရင်လေအခုနောက်ပိုင်းမှာအကယ်၍ပြန်တွဲခဲ့မယ်ဆိုရင်နှစ်ယောက်က balance ဖြစ်တဲ့ energy ကိုမြင်ရတယ်အဲ့တော့ဒါ next ကိုတော့ကြည့်ပေးစရာမလိုတော့ဘူးဖြစ်နေပြီဒါပေမဲ့လေဟုတ်ပြီဒါပေမဲ့သူ့ရဲ့ energy ကိုကြည့်တဲ့အချိန်တော့ကသူ့ရဲ့ energy ကသူ့ကိုယ်သူတအား focus လုပ်နေတယ်သူပြောရရင်အခုချိန်မှာအတားကြီးနေခြင်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမြင်တာဖြစ်တဲ့အတွက်ဟုတ်ပြီသင်တို့နှစ်ယောက်ကသင်တို့နှစ်ယောက်ရဲ့ connection ကရေရှည်ဖြစ်နိုင်ရဲ့လားဆိုတာကိုကြည့်ပေးမယ်နော်တို့နှစ်ယောက်ရဲ့ connection ကရေရှည်အဆင်ပြေနိုင်ရဲ့လား Okay oh the wall အဲ့တော့တို့နှစ်ယောက်ရဲ့ energy ကလေပြောရင် wholenessရေရှည်ဖြစ်ရလားမဖြစ်ရလားဆိုတာကတော့ဒါနှစ်ယောက်စလုံးရဲ့ action တွေပေါ်မှာမူတည်တယ်လို့မြင်နေပေါ့နော်ဘာလို့ဆိုဒီ the wall ရဲ့ energy အရာ chapter ကရေရှည်မှာနှစ်ယောက်ကနည်းနည်းလေးကိုလိုကလန်ဖြစ်နေတဲ့ energy မျိုးကိုနည်းနည်းမြင်နေပေါ့နော်အဲ့တော့wholeness သူကလေchapter close ဖြစ်တယ်ဆိုတဲ့ energy မျိုးပေါ်တယ်ပေါ့နော်ဒီအဲ့တော့နှစ်ယောက်ကရေရှည် long term သွားနိုင်လားဆိုတာကိုနောက်တစ်ခါ test ဝင်မယ်just it အဲ့တော့နှစ်ယောက်ကြားထဲမှာမပြောပြခဲ့တဲ့အကြောင်းအရာတွေပြောမထွက်တဲ့စကားတွေရှိခဲ့မယ်လို့ထင်တယ်အဲ့တော့အကယ်၍သူနဲ့စကားပြောဖြစ်ခဲ့မယ်ဆိုရင်ဆိုတာစကားပြန်ပဲပြောဖြစ်တာပဲဖြစ်ပါစေတခုခုပေါ့နော်ဒီအကြောင်းအရာတွေကိုတတိချာချာလေးမတွဲခင်မှာဆွေးနွေးသင့်တယ်လို့ထင်တယ်နှစ်ယောက်ကြားထဲမှာတကယ်တော့လိုအပ်နေတာကလေအမှန်တရားတွေနောက်တော့ balance ဖြစ်ဖို့တွေညီတူညီမျှဖြစ်ဖို့တွေလိုအပ်နေခဲ့တာအဲ့တော့တိတ်ဝအကြံပေးချင်တာကတော့ကိုအရင်ဆုံးရိုးရိုးသားသားရှိပါဆိုတာကလေတိတ်ရဲ့စိတ်ကိုတင်သားလေးအတိဆုံးဆိုတော့ကိုတော့ချစ်လားမချစ်လားဆိုတာကိုယ်တိုင်တတိချာချာကြီးစဉ်းစားဖို့လိုအပ်နေတယ်လို့ထင်တယ်မြင်တယ်ပေါ့နော်အဲ့တော့တင်းရဲ့ energy ကိုပို့ပြီးတော့ကောင်းအောင်လို့နေလိုက်ပါ
အဲ့တော့ဒီမှာလေသူ့ energy မှာကသူကတအားကြီး set focus ထားနေတာလို့မြင်တာဖြစ်တဲ့အတွက်ကိုကသူ့ကိုယ်သူပဲ view ဆိုင်နေတဲ့လူကိုဘာဖြစ်လို့ကိုကအများကြီးတွေးပြီးတော့နေရအောင်မှာလဲဟုတ်တယ်မလားအဲ့တော့ကိုကလည်းကိုပဲပို့ပြီးတော့တွေးပါအဲ့တော့long term မှာဖြစ်နိုင်ရဲ့လားဆိုတော့နှစ်ယောက်ချားထဲမှာကတော်တော်ကြီးညှိယူရမယ် long term အထိသွားဖို့ဆိုရင်ကတော့ညှိယူရမယ်လို့မြင်နေပေါ့နော်အဲ့တော့နှစ်ယောက်ချားထဲမှာကနှစ်ယောက်စလုံးကအချစ်တရားတော့ရှိနေသေးတယ်လို့မြင်ပါတယ်အဲ့တော့ဟုတ်ပြီအကယ်၍နောက်လူအခုအစတော့ next ကြည့်ကြတာမလို့တော့ဘူးလို့ပြောလိုက်ပြင်မဲ့လေအခုနောက်လူအတွက်ကိုတစ်ချက်ကြည့်မယ်ပေါ့နော်အကယ်၍နောက်လူထားဖြစ်ခဲ့နေရောတကယ်တော့လေဒီနေရာမှာကျမတစ်ခါကျမရဲ့ငွေချင်းတရားကိုကြည့်ပေးဘူးလေ X တော့က X on X မဟုတ်ပဲနဲ့သူ့ X ရဲ့ energy နဲ့သူ့ရဲ့ energy ကိုကြည့်ပြီးတဲ့အချိန်မှာအဲ့လိုပဲသူ့ X ကတအား energy ကိုပဲတအားတွေးနေတယ်တအားတွားကြတော့ self focus မဟုတ်ပဲနဲ့တအား selfishness ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးတအားတကူအောင်ဆန်နေတဲ့ energy မျိုးဆိုတော့okay အဲ့တော့နောက်လူကရောနောက်ထပ်ဝင်လာမဲ့လူပေါ့နော်နောက်ထပ်ဝင်လာမဲ့လူကရောကောင်းရဲ့လားဆိုတာကိုကြည့်ပြီးလိုက်တာနောက်ထပ်ဝင်လာမဲ့လူကတအားကောင်းတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အခုသူတို့နှစ်ယောက်ပြန်တွဲနေဒါပေမဲ့လေအခုကြည့်တဲ့အချိန်မှာအဲ့ဒီတော့ကနောက်ဝင်လာမဲ့လူဆိုတာကဒီအရင်လူပဲပြန်ဖြစ်နေတာမျိုးပေါ့နော်ဘာလို့ဆိုနောက်ဝင်လာမဲ့လူရဲ့ energy ကလုံးဝကြီး energy changes ဖြစ်သွားပြီးတော့အဲ့ဒီတော့ကကျမဆွဲခဲ့တဲ့ကတ်တွေထဲမှာမြင်ခဲ့တဲ့ energy အတိုင်းဒီအရင်ရီစားဟောင်းอ่ะပေါ့နော်အဲ့ဒီ energy အတိုင်းပြန်ဖြစ်နေတာဆိုတော့ဒီလိုမျိုးလဲဖြစ်နိုင်တာပေါ့နော်ဒါကတော့ဒီတိုင်းပြောပြတာပေါ့ဒီတိုင်း sharing လုပ်ပေးတာပါဒါဒီနောက်လူကတကယ်ဘဝထဲမှာတစ်ခါမှမတွေ့ဘူးပဲနဲ့အသက်ဝင်လာတဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရင်ကိုနဲ့တီးပြီးသားတနေရာမှာဆုံတွေ့ပြီးသားလူလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျမကြည့်ပြီးတာကကျမကြည့်ပြီးတဲ့ဒီနောက်လူဆိုတဲ့အရာကနောက်ထပ် relationship ကိုကြည့်ပေးတာဆိုတော့လေအဲ့တော့ဟုတ်ပြီဒီစီအခု next နောက်လူနဲ့တွေ့ရင်အဲ့ဒီလူကဘယ်လို energy ရှိမလဲဘယ်လို energy ရှိတဲ့လူနဲ့တွေ့မလဲဆိုတာကိုတစ်ချက်ကြည့်ပေးပါမယ်page 1 ဟုတ်ပြီတစ်ဖက်ရဲ့ energy က page 1လုံးဝလေသူကတော်တော် energy ကောင်းတယ်ဆိုတာသူ့မှာ curiosity ဖြစ်တယ်သူ့ရဲ့ passion တွေသူ့ရဲ့ဒီ life journey တွေပေါ့နော်အဲ့ဒါတွေအပေါ်မှာသူကတော်တော်ကြီးကိုမှ fascinate ဖြစ်ပြီးတော့လုံးဝ curiosity ဖြစ်နဲ့ဒီလိုမျိုးရှေ့ဆက်နေတဲ့လူလို့မြင်တယ်ပေါ့နော် okay အဲ့တော့နောက်တစ်ခါထပ်ဆွဲမယ်နောက်လူကဘယ်လိုလုပ်လဲ Ace of Pentacles အဲ့တော့ခုနပြောသလိုပဲသူ့မှာကသူကလေသူ့ရဲ့အလုပ်ထဲမှာလဲသူက stability ဖြစ်ဖို့စူးစမ်းနေတဲ့လူနောက်တော့သူ့မှာ new opportunity တွေအများကြီးပြည့်နေတဲ့လူလို့မြင်ပါတယ်အဲ့တော့ okay အဲ့ဒီနောက်လူကကိုယ့်ပေါ်မှာကောင်းမှာလားကိုယ့်ပေါ်မှာအားချစ်ပေးမှာလားအားကောင်းပေးမှာလားနောက်လူနဲ့တွေ့ရင်ကိုပျော်ရမှာလားအဓိကကကိုယ်တိုင်ပျော်နေဖို့ပဲလေဟုတ်တယ်မလားဘသူ့မှမထိခိုက်ပဲတဲ့ကိုယ်တိုင်ပျော်ရွှင်မှုရှိနေဖို့ကအဓိကပဲဆိုတော့အဲ့တော့နောက်လူနဲ့တွေ့ရင်ကိုပျော်ရမှာလားဒီမေကြီး Ace of Cups ဒီပျော်ရွှင်မှုကိုမှပြည့်ရှံနေတဲ့ပျော်ရွှင်မှုကြီးနော်အဲ့တော့ကျမဒီကတ်တီအရာလေးနောက်လူကိုရွေးဖို့ပို့ပြီးတော့အကြံပေးခြင်းတယ်အဲ့တော့တစ်ခါတလေကြာရင်လေဒီဘဝမှာဒီလူကိုအခုလောလောဆယ်ကိုတားချစ်နေသေးရဲ့အခုသိစိတ်ထဲမှာသူရှိနေသေးတယ်ဟုတ်တယ်မလားဘာလို့ဆိုဒီမှာသိစိတ်ထဲမှာတစ်ခါလေကြာရင်သိရဲ့မသိစိတ်ထဲမှာပဲဖြစ်စီပေါ့နော်သိစိတ်ထဲမှာသူရှိနေတယ်ချင်တာလေဒီဗီဒီယိုလေးကိုကြည့်နေတဲ့ထဲမှာ lesbian ညီမလေးတွေတောင်ပါမယ်လို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာဒါကတော့ဂျစီကိုရိုင်းကလေဒီ feminine cut ကိုသုံးထားတာမဟုတ်လို့လဲပါတာပေါ့နော်ဒီနေ့ရဲ့ energy ကဒီက energy ရနေလို့ဒီကကိုသုံးထားတာလဲပါတယ်ဒီမှာကြည့် the lover ရဲ့ပုံလေးမှာကောင်မလေးနှစ်ယောက်လေးပုံမှန်ဆိုရင် the lover မှာအဲ့လိုမျိုးအတွဲလေးက the lover ရဲ့အတွဲလေးက
ကောင်လေးနဲ့ကောင်မလေးအဲ့လိုမျိုးဖြစ်တာရှိရလေအဲ့တော့ဒီအမှန်တကယ်တော့ feminine ကတ်ကိုဒီ divine feminine ကတ်ကိုတုံးထားတာမဟုတ်လို့လဲပါတယ်အပေါ့အဲ့ဒါကြောင့်မို့ဒီပုံပါလာလဲပါတာပေါ့နော်ဒါပေမဲ့လည်းဒီ reading ကိုကြည့်နေတဲ့နေရာမှာဒီ lesbian ညီမလေးတွေဆိုရင်ပို့ပြီးတော့ energy ကိုက်မယ်လို့ထင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ခုနစကားကိုဆက်ရမယ်ဆိုရင် X ကိုအချစ်ကရှိနေသေးတယ်ဒါပေမဲ့လေနောက်လူကကိုယ့်ပေါ်မှာပိုကောင်းမှသိလားလူတွေကတခုခုကိုဆုံးဖြတ်တဲ့အချိန်မှာအုံနောက်ထပ်နှလုံးသားကိုပို့ပြီးတော့ခံစားချက်တွေကိုပို့ပြီးတော့ထည့်တွက်ကြတယ်လေအဲ့တော့သင်ခံစားချက်နဲ့ထည့်တွက်ပြီးတော့တစ်ဖက်လူအဲ့ဒီအရင်လူကိုပြန်ရွေးခဲ့တယ်အရင်လူစီကိုပြန်သွားခဲ့တယ်ဆိုရင်လည်းမကောင်းဘူးတော့မဟုတ်ဘူးဒါပေမဲ့သင်တို့နှစ်ယောက်ကြားထဲမှာကအခက်အခဲတွေပြဿနာတွေအများကြီးရှိနေတော့မှာ justice တွေအများကြီးလိုနေသေးတယ်နှစ်ယောက်မှာ balance မညီတဲ့အရာတွေကရှိနေသေးတယ်နောက်တော့ तू ကသူ့ရဲ့ energy ကလည်း तू တအားတခုခေါင်းဆန်နေတယ်အဲ့တော့နောက်လူကိုရွေးလိုက်တာကပို့ပြီးတော့ energy ပိုကောင်းနေပေါ့နော်နောက်လူကလေကိုပျော်ရွှင်မှုတွေကိုတည်ဆောင်လာပြီးမဲ့လူမျိုးလို့မြင်နေပေါ့နော်အဲ့တော့ဟုတ်ပြီဒါကတော့အရင်လူကိုရွေးသည်ဖြစ်စေနောက်လူကိုပဲရွေးသည်ဖြစ်စေဒါကတော့တဲ့ရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဒါကဒီတာရော့ကတ်တွေကအကြံပေးလို့ပဲရတာဆုံးဖြတ်ပေးလို့မရတာဖြစ်တဲ့အတွက်ဒါတွေကတော့တဲ့ရဲ့ဆုံးဖြတ်ချက်ပါအဲ့တော့အခု oracle ကတ်ကလေးတွေကြည့်ပြီးတော့ဘယ်လိုမျိုး healing ဖြစ်အောင်ဘယ်လိုနေရမလဲ healing ဖြစ်အောင်ဘယ်လိုနေရမလဲဆိုတဲ့အရာမှာဒီအရင်လူနဲ့ပဲပြန်တွဲသည်ဖြစ်စေနောက်လူစီသွားပြီးပဲဖြစ်ပါစေဘယ်လိုမျိုး healing ဖြစ်နေဘယ်လိုနေမလဲတင့်ကိုတင်ပြောနေအောင်ဘယ်လိုနေရမလဲတယောက်တည်းနေရောဘယ်လိုပြောအောင်နေရမလဲအဲ့ဒီလိုမျိုး healing ဖြစ်စေတဲ့ message ကလေးကိုကြည့်ပေးပါမယ်ဒီကုနာတော့ပြောထားဖို့တလို့ပဲအရေးကြီးဆုံးကဘယ်သူ့မှမထိခိုက်ပဲနဲ့ကိုယ်တိုင်ပြောနေဖို့လေအဲ့တော့တ healing ဖြစ်ဖို့အတွက်လိုအပ်နေတယ်အဲ့ဒါကြောင့်မလို့โอเค healing ဖြစ်အောင်ဘယ်လိုနေရမလဲshallow withdraw โอเค healing ဖြစ်အောင်ဘယ်လိုနေရမလဲအဲ့တော့ဟုတ်ပြီ healing ဖြစ်အောင်ဘယ်လိုနေရမလဲဆိုတော့အရာအားလုံးကိုမေးလိုက်ပေါ့နော်အရာအားလုံးကိုမေးလိုက်ဆိုတာကအခုစိတ်ထဲမှာလေးလံနေတဲ့အရာတွေလွတ်မချနိုင်တဲ့အရာတွေအဲ့ဒီလိုအရာတွေကိုမြင်တယ်စိတ်ထဲမှာလောလောဆယ်ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်အတိတ်တုန်းကရှိခဲ့ဘူးတဲ့အမှတ်တရတွေကအရေးတစ်ခုလိုမျိုးကိုယ်စိတ်ထဲမှာရှိနေတယ်လောလောဆယ်မှာအဲ့ဒီတော့ဒါတွေကိုကိုကလွတ်လဲမချခြင်းလွတ်ချဖို့ကြိုးစားတယ်လွတ်မချနိုင်အဲ့တော့လွတ်ချလိုက်ပါအထီးကျန်တယ်ဆိုတဲ့အတွေးကိုမတွေးနဲ့ပြီးတော့လေကိုတကယ်သစ္စာရှိရမှာကကိုယ့်ရဲ့အတိတ်မဟုတ်ပဲနဲ့ကိုယ့်ရဲ့အနာဂတ်ကိုအဲ့တော့အဓိကအရေးကြီးတာပစ္စုပန်မှာတက်တဲ့နေဖို့ပဲအဲ့တော့ကိုယ့်ရဲ့ပစ္စုပန်မှာသစ္စာရှိနဲ့သစ္စာရှိဆိုတော့ကိုယ့်အပေါ်ကိုသစ္စာရှိခိုင်းတာနော်ကိုယ်တိုင်ကသစ္စာအဲ့လိုကိုယ့်အပေါ်မှာကိုယ်သစ္စာရှိနဲ့ငြိမ်ငြိမ်ချမ်းလေးနေပြီးတော့အထီးကျန်တယ်ဆိုတဲ့အတွေးကိုမတွေးနဲ့ပေါ့နော်စိတ်ဆိုတာကလေကိုတွေးတဲ့အတိုင်းဖြစ်နေတာသိလားဥမာတစီဆိုလဲတခါလေကြာဒီရက်ထဲမှာပေါ့နော်တစီနည်းနည်းအားနေတာဖြစ်တဲ့အတွက်ဘာလုံးဝမလုပ်ဘူးဘာလို့ဆိုရင်ဒီအလုပ်ကဟိုအဲ့လိုမျိုးနေတိုင်းလုံးဝမဲ့ schedule တွေရှိတဲ့ဟာအောင်မှအဲ့လိုမျိုးနားရက်မှာကြတော့ပြီးတော့တစီကအခုတယောက်တည်းလဲလုံးဝကြီးတယောက်တည်းနေနေတာဖြစ်တဲ့အတွက်
အဲ့လိုအပေါင်းအသင်းတငယ်ချင်းတွေနဲ့လည်းတိတ်မတွေးဖြစ်ဘူးအဲ့တော့ဟဲအထီးချလိုက်တာပြီးတော့တွေးမဲ့တငယ်ချင်းတွေကကြောက်တယ်သူတို့ကတစီအားရရက်မှာသူတို့ကမအားဘူးသူတို့အားရရက်ရောက်ပြန်တော့လေတစီကမအားတော့ဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ဟဲပြင်းလိုက်တာအဓိကတော့တစီကတော့ပြင်းတယ်ဆိုတဲ့အတွေးပေါ့နော်အထီးချန်နေဆိုတော့အဲ့လိုမျိုးအတွေးတွေတစ်ခါတလေဝင်လာတတ်တယ်အဲ့တော့အဲ့လိုမျိုးတွေးလာမိပြီဆိုရင်ကိုဝါသနာပါတဲ့အရာလေးတွေကိုလုပ်ပြီးတော့ကိုပြန်ပြီးတော့အချိန်ပေးကိုရဲ့လက်ရှိကာလကိုသစ္စာရှိနဲ့နေမှဒါကလေဒီဒါနှစ်ယောက်စလုံးရဲ့ energy ကိုကြည့်ရဖြစ်တဲ့အတွက်ဒီ twin flame ကတွေ့မှာနော်ကိုရဲ့ twin flame နဲ့တွေ့ရလိမ့်မယ်လောလောဆယ်ကတော့အဲ့လိုမျိုးကိုရဲ့ဒီခံစားချက်တွေကို sharing လုပ်လို့ရမယ်လူကကိုယ်တိုင်ပဲရှိတယ်လို့ငါ့ကိုဘယ်သူမှနားလည်းမပေးဘူးအဲ့လိုအတွေးမျိုးတွေမတွေးပဲနဲ့ကိုယ့်တာကို energy ကောင်းအောင်နေ energy ကောင်းအောင်နေတယ်ဆိုတာလူတယောက်ကိုဥပမာအရင်လူကိုထားသွားတဲ့လူကိုတွေးနေမယ်အစားကိုယ့်အတွက်အကျိုးရှိမဲ့အရာတစ်ခုခုကိုလုပ်နေတာမျိုးဆိုလို့ချင်တာလူဘဝကြီးရလေတူတူလေးပြီးတော့ဒီ pattern တွေကလေထက်ခါတလဲလဲဖြစ်နေမှာကျစီတို့ star seed တွေယုံကြည်ထားတဲ့အရာတစ်ခုက universe မှာက plan အားလုံးရှိထားပြီးသားအဲ့တော့ဒီ plan ကိုကလက်မခံဘဲနဲ့နေလိုက်တယ်ဆိုရင်အဲ့ဒါရထက်ခါတလဲလဲဖြစ်နေအောင်မှာဒါကလေဒါကျစီတို့ဒီအနောက်တိုင်းရဲ့အနောက်တိုင်းရဲ့ပြည်နယ်ပညာမှာလည်းမဟုတ်ဘဲနဲ့မြန်မာရဲ့မဟာဘုံမှာဆိုလဲအဲ့ဒီလိုပဲမဟာဘုံမှာဆိုလဲသူ့ရဲ့ pattern တွေကဒီထက်ခါတလဲလဲဖြစ်နေတာဒီမဟာဘုံမှာဆိုရင်တော့ခုနှစ်နှစ်တခါအဲ့လိုမျိုးသူ့ရဲ့စက်ဝင်းအတွင်းပေါ့နော်သူ့ရဲ့ cycle တစ်ခုအတွင်းမှာဒီလဲနေတာအဲ့တော့ဒီနောက်ဆုံးတစ်ခါပဲဆွဲမယ် clean ဖြစ်အောင်ဘယ်လိုမြင်ရမလဲဆိုတော့ဒီ message ကလေးကိုပေါ့နော် okay Krama ကိုအခုဖြစ်နေတဲ့အရာတွေကလေconsequence ခုနကဂျက်စီပြောခဲ့ဘူးတလို့ပဲတစ်ခါတလဲလဲဖြစ်နေတာအဲ့တော့အခုကိုခံစားချက်နေအခုလိုမျိုးမွန်းချက်နေတယ်ပိတ်လောင်နေတယ်လို့ခံစားနေရတဲ့အတွေးတွေကလေကိုကသူများကိုလုခဲ့လို့ဝစ်လေတာမျိုးမဟုတ်ဘူးเนาะ Krama ကိုတော်တော်များများကတွေးကြတာကဝစ်လေတာသိရမလားကိုကလုခဲ့ဘူးတဲ့အရာကိုလုံးလိုက်လို့ကိုပြန်ဝစ်လေတာအဲ့ဒီလိုမျိုးမဟုတ်ဘူး Krama ဆိုတာကလေဒါကကိုကတစ်ခါတလေကြာရင်မလုံးကိုကတကယ်ကြီးမလုံးလိုက်မိရင်တော့မှကိုရဲ့အတွေးကြောင့်ကိုရဲ့အပြုတ်အမူကြောင့်တစ်ဖက်လူတယောက်တစုံတယောက်ကထိခိုက်သွားတယ်အဲ့ဒီ consequence ကြီးကဒီဘဝမှာလည်းမဟုတ်ပဲねတခြားအရင်တော့ကတော့တခြား universe မှာဒီလိုမျိုးဖြစ်ခဲ့မှုတဲ့ consequence ကကိုယ့်စီကိုပြန်ပြီးတော့တံပြန်လာရိုက်တာပေါ့နော်အဲ့တော့ဒါကဒီ effect တွေဒီလို dub တွေကရှိနေအောင်ပါပဲအဲ့တော့ကိုက healing ဖြစ်ဖို့ဆိုရင်အရာအားလုံးကိုလွှတ်ချနိုင်ဖို့အရေးကြီးပါတယ်အရာအားလုံးကိုလွှတ်ချနိုင်ဖို့ဆိုတာကဒီလိုအတွေးတွေထဲမှာပဲနစ်မြုပ်မနေပဲနဲ့ကိုပို့ပြီးတော့ချစ်ပေးဖို့ဥပမာ main ကလေးတွေဒီဗီဒီယိုကြည့်နေတဲ့ main ကလေးတွေဆိုလဲကိုပို့ပြီးတော့ချစ်ပေးဖို့ကိုလှအောင်နေဖို့နောက်တော့ယောက်ျားလေးတွေဆိုရင်လည်းကိုအလုပ်ကိုဘယ်လိုမျိုးတိုးတက်အောင်လုပ်ရမလဲဒါ main ကလေးတွေဆိုလဲဒီလိုပဲပေါ့နော်ကိုရဲ့အလုပ်ကိုဘယ်လိုတိုးတက်အောင်နေရမလဲ main ကလေးတွေကျတော့အလှကြိုက်တော့အလှပြင်လာတဲ့ဘာတွေပါဒါကကိုချစ်ပေးရတဲ့အတူတူပဲယောက်ျားလေးတွေဆိုလဲ skin care ကတော့လုပ်ပေးတင်တယ်အဲ့တော့ဟုတ်ပါပြီဒီနေ့ရဲ့ဒီကုန်းချုပ်တဲ့အနေနဲ့ပြောရမယ်ဆိုရင်ကတော့အခုလက်ရှိအတွေးတွေထဲမှာပိတ်မိမနေပဲနဲ့ကိုဘာလုပ်ချင်လဲကိုဘာလုပ်သင့်လဲဆိုတာကိုတတိချာလေးစဉ်းစားပြီးတော့ရွေးချယ်ပါပေါ့နော်အဲ့တော့ဒီ X or next ကိုကြည့်တဲ့အခါမှာလေအရင်လူကပြန်လာဒါမျိုးဖြစ်ခဲ့ရင်တော့နှစ်ယောက်ကခဏတော့ပြန်အဆင်ပြေလိမ့်မယ်ဒါပေမဲ့ရေရှည်ကြီးမှာတအားကြီးအဆင်ပြေမဲ့ energy မျိုးမဟုတ်ဘူးသူနဲ့ကိုယ်နဲ့ချာမှာမညီမျှမှုတွေ balance မဖြစ်မှုတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်အရင်လူထက်ဆိုင်ရင်နောက်လူကိုယ်ပြောအောင်ထားပေးမဲ့လူကိုရွေးလိုက်တာပိုကောင်းတယ်လို့အကြံပေးချင်ပါတယ်ရှင်အဲ့တော့ဒီနေ့ရဲ့ reading လေးကိုဒီမှာပဲရပ်ပြရစီ
နောက်လေတခြား reading လေးတွေကိုအပတ်စဉ်ပေါ့နော်တင်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ YouTube channel လေးကိုရောအခု Facebook မှာကြည့်နေတယ်ဆိုရင်လေ Facebook ကိုရော like and share လေးလုပ်ပေးပါဦးရှင်နောက်ထပ်တစ်ခုနောက်ဆုံးအနေနဲ့တစ်ခုပြောချင်တာကတော့ giveaway ကဂျစီရဲ့ဒီ Facebook နဲ့ YouTube နဲ့ကိုစပြီးတော့ထောင်တဲ့အနေနဲ့ပေါ့နော်ဂျစီ giveaway 3ယောက်ပေါ့နော် free reading 3ယောက်ဟောပေးပါမယ် free reading ဆိုပေမဲ့လည်းအခုဒီမှာကြည့်ပေးသွားသလိုမျိုးအခုလောလောဆယ်ဆိုရင်25မိနစ်လောက်ရှိပြီပေါ့နော်ဒီလိုမျိုးကြည့်ပေးသွားသလိုပဲဂျစီအပြည့်ကြည့်ပေးမှာပါhealing message တွေကိုရောကြည့်ပေးမှာဖြစ်တဲ့အတွက်ဂျစီတခြား reader တွေထက်ဆိုရင်ကြည့်တာတော်တော်ကြာပါမယ်ဒါကလေတယောက်ချင်းစီကအစဂျစီဒီလောက်မိနစ်20က10မိနစ်ပေါ့နော်10မိနစ်ကနေပြီးတော့မိနစ်20ကြာကြည့်ပေးပါတယ်အရင်ပုံမှန်တကယ်ချင်းတွေကိုကြည့်ပေးတဲ့အချိန်တော့ဆိုရင်လေဂျစီကြည့်ပေးတာပုံမှန်ဆိုရင်15မိနစ်လောက်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဂျစီကမြင်တာအကုန်လုံးကိုကတ်ကနေပြောတဲ့ message တွေသူတို့ရဲ့မေးခွန်းတွေကိုကတ်ကနေမြင်သမျှအားလုံးပြန်ကြည့်ပေးတဲ့အပြင်ကိုhealing message တွေပါထပ်ကြည့်ပေးတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့အချိန်ကြာပါလိမ့်မယ်ရှင်နည်းနည်းရေးကြည့်ရင်တော့လည်းရေးကြည့်ပေါ့နော်အဲ့တော့ဟုတ်ပြီ giveaway အတွက်ကတော့ဂျစီ free reading 3ယောက်ပေးပါမယ်ဒါကတော့ Facebook မှာပေါ့နော် Facebook မှာ share ပြီးတော့ဒီဗီဒီယိုလေးFacebook မှာဒီဗီဒီယိုလေးကို share ပေးပြီးတော့ comment မှာ share ထားတဲ့ publish နဲ့ share ပေးပြီးတော့ share ထားတဲ့ screenshot လေးတွေကိုကိုအကြိုက်ဆုံးနံပါတ်ကလေးတွေနဲ့အတူတူမှတ်သွားပေးပါနော်အဲ့တော့တကယ်လို့အကယ်၍နံပါတ်ထပ်နေတာမျိုးတွေပါလေဆိုရင်လည်းဂျစီ reply လေးတွေမှာပြန်ပြီးအသိပေးပါမယ်ရှင်အဲ့တော့ကိုအကြိုက်ဆုံးနံပါတ်ကလေးတွေကိုမှတ်သွားပေးပါအဲ့တော့ဂျစီ3ယောက်ကို free reading ပေးပါမယ်ရှင်အဲ့တော့အားလုံးပဲဒီ reading ကိုကြည့်တာမနက်ခင်းဆိုရင်လည်းတာယာလှပတဲ့မနက်ခင်းလေးဖြစ်ပါစေညဘက်မှာဒီဗီဒီယိုတွေ့ရဆိုရင်လည်းတာယာလှပတဲ့ညချမ်းလေးဖြစ်ပါစေရှင်